အားလုံးပဲမင်္ဂလာပါကရင်ဘက်ရဲ့ကရင်စာကရင်စကားအစီအစဉ်ကနေကြိုဆိုပါရရှင်ဒီနေ့မှာတော့အစုပိုးကရင်စာရဲ့အဝတ်အစားအမည်တွေကိုပေါ့နော်အဲဒီအဝတ်အစားအမည်တွေရဲ့အကြောင်းနဲ့ဆိုင်တဲ့စကားလုံးများကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကရင်စာလေ့လာလို့သူများအနေနဲ့ကရင်လိုလိုက်ဆိုဖို့လိုအပ်ပါတယ်ဒါမှသာကရင်စာကရင်စကားတတ်မှာဖြစ်ပါတယ်အတန်ထွက်မှန်ပါဘူးမစိုးရိမ်ပါနဲ့လိုက်ဆိုခြင်းပါတယ်ရှင်အောင်စွန်လာဆိုင်ကိုဟာဒီဆိုင်ကင်ဘိုင်ပန်ပလလိုက်ပလစကလန်စတောက်ကလေးအောင်အားတော်ဝေးစီတော်ဆိုင်လနေမူပလမထွန်လိုက်ဘာဇက်တဲ့လေးစကွန်တူဖန်ပဲအမေလဖာနော်မောင်တော်ပြဝေးစီလောမလို့နေပါတာပလမထွန်လိုက်ဒီအလူထတဲ့ဆိုင်ကိုမဘာလွန်ပေါ်ဝေးစီလောကျွန်တော်မှာပလမထွန်လိုက်မတိပါဝေးစီလောအလူထလပါနော်ဘာကတော့အော်အေးလို့ပေါ်နေပြီလားဆိုင်စမလူကိုတင်ခန်းစာရှိတင်ခန်းစာရှိစမလူကိုစကွန်တူဖတ်ပဲအမေအဝအစာအမည်ကူလောက်ကဲကူလောက်ကဲကဲအုတ်ထုတ်ဩဂရေခါဟာကွယ်ကူလောက်ကူလောက်လူကာကူကန်လောက်ကူလောက်ကာယာကူကန်ကဲဒီဘဖော်လာကဲကူလောက်ကဲကဲအုတ်ထုတ်ကူဖို့ဩဂရေခါဟာကူကန်ကူဖာကူလောလေဦးငါကူကန်ဖို့စပမြာနေဘလို့ဖို့ကူဖို့ကောင်းစီပဝါစံဖောက်ကူစာကီလိုလီယာငါကူကန်ဆန်စပဖော်လာဆန်ဖာငါကူကန်ဖောစပဖော်လာဖောဆန်ဖောဩဂရေခါဟာကူကန်ကူစံဖောက်ကူကုတ်အင်ဂျီစံဖောက်ကူအကူဘွန်ထုစံဖောက်ကူအကူဘွန်ထုစာကီလိုလီယာငါကူကန်ဆန်စပဖော်လာဆန်ဖာငါကူကန်ဖောစပဖော်လာဖောစံဖောက်ဩဂရေခါဟာကူကန်ကူစံဖောက်ကူအာကလေဒီအဩဂရေကာဟာကွယ်ကူအခုဘာစဘဖကူငါကူကဲဘွန်အခုဘွန်ထားကလေဒူအိုဝါကူကဲထူအခုဘွန်ထူစံဖောက်ကူအခုဘွန်ထူအမကောအင်ဂျီကောလာစံထောက်စာကလွန်တဲ့ငါကူကဲဆန်စဘဖလာဆန်ထားကူလွန်တူစဘဖဝတ်ထောစဘဖစဘမြာနေဘလို့ထောစံထောအိတ်ကစံတာစာကလိုလျာငါကိုရဲ့ဆန်စပဖလာဆန်တာစပမြနဲ့ဗုဒ္ဓဆန်တာကျေဒီဆန်လန်ဖလောင်းခုစာကီလိုလျာငါကိုရဲ့ဆန်စပဖလာဆန်လာကီဒေဒီအိုငါကိုရဲ့လန်ဆန်လန်ဖလာငါကိုရဲ့ဖလောင်းစပမြနဲ့ဗုဒ္ဓဖလောင်းဆန်လန်ဖလောင်းဩဂရေခါဟာကိုရဲ့ခုဆန်လန်ဖလောင်းခုဆွေတာခုလောက်ဩဂရေခါဟာကူကန်ခုလောက်ခုလောက်တူကာကူကန်လောက်ခုလောက်အုတ်ထုတ်ဆန့်စုဖူးဆန့်စုဖူးစုထော့စာကလောလေးငါကူကန်ဆန်ဇဘဖလာဆန်စာကူလောလူစုဇဘမြနေဘလို့စုဆန့်စုဖာကီတဲ့ဒူဟာကူကန်ဖူးဆန့်စုဖူးစာကူလောတဲ့စုဇဘမြနေဘလို့စုထားဝါကူကန်ထောဇဘဖလာထော့စုထော့အင်ဂျီလက်တူလက်စေစစ်ဧကရေစာဘာကုကဲစေစပပလာစစ်အလားစစ်ခေါ်ဖိုင်ခါငါကုကဲခေါ်စပမြနေဘလို့ခေါ်ဖာကီလွန်လေးရကုကဲဖိုင်ခေါ်ဖိုင်ဖနက်စုရောက်စာကုလောလေဟုစုစပမြနေဘလို့စုရာကုလောတေဥကာကုကဲရောက်စုရောက်လက်အိတ်ဖလောင်းခက်ဖလာငါကုကဲဖလောင်းစပဖလာဖလောင်းခါကီလွန်လေးရငါကုကဲခဲစပဖလာခဲဖလောင်းခက်ခေါင်းဘီဆက်ကွန်စဆန်စာကီလိုတဲ့ငါကုကဲဆန်စပပလာဆန်ကာစပပဝငါကုကဲကွန်ဆက်ကွန်စာကီတဲ့ဆာဆက်ကွန်ဆာစာကီတဲ့ဒီငါကုကဲဆန်ဆက်ကွန်စဆန်မူကအင်ဂျီခုမိုဩဂရေခါဟာဝဲကူဩဂရေမာတာကုကဲမိုခုမိုတီကွန်တူလဆောက်ကာစပပကူငါကုကဲကွန်တာကတဲ့ဒီဝါကုကဲတူကွန်တူလာကတဲ့ဒီအလကွန်တူလဆောက်ခလွန်ဒဥကာကုကဲဆောက်ကွန်တူလဆောက်ယူနီဖောင်းတူညီဝဆောက်ရွာဒူမင်းရ
ရွာကီလွန်လေးရွာဒါကတဲ့ဒီဝါကုကန်ဒိုရွာဒိုအေကတဲ့မစဘဖောက်ကိုမင်းရွာဒိုမင်းမြက်မှန်ဆန်ယွန်ဒေဖူစာကီလွန်လေးငါကုကန်ဆန်စဘဖောက်လာဆန်ရာငါကုကန်ယွန်ဆန်ယောဒါကီထွန်တဲ့ငါကုကန်ဒေဆန်ယောဒေဖာဒီတဲ့ဒီကိုဟာကုကန်ဖူဆန်ယွန်ဒေဖူအင်ဂျီခါတူစကာစာကီတဲ့ဒီစကာစပမြာနေဘလောကစကာစကာခေါ်ရောက်ခါငါကုကန်ခေါ်စပမြာနေဘလောခေါ်ရောက်ကုလောဒုကောက်ကန်ရောက်ခေါ်ရောက်ချီအိတ်နီနာကီထွန်ဒီနီစပမြာနေဘလောနီထံပီထန်ဒွန်ထားကတဲ့ဒီထဒါစပဖောက်ငါကုကန်ဒွန်ထန်ဒွန်လုံချီဒီနေ့မှာတော့ဝတ်စာအမိချောင်းတွေကိုမျှဝေပြီးသွားတာပဲဖြစ်ပါတယ်။နောက်ရက်တွေမှာရောမိသားစုဆွေမျိုးအမိတွေကိုထပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်။ကင်စကားလေးလာလို့ဒီများအတွက်ကင်ဘရဲ့ပဲလေးကို like share လုပ်ဖို့မမေ့ပါနဲ့နော်။ကျေးဇူးပါစခိုးစတာ